အားလုံးပဲမင်္ဂလာပါကွန်ပျူတာကိုလှုပ်လေးခိုင်းထားတဲ့အချိန်စကားလေးနည်းနည်းပြောတာပေါ့လှုပ်လေးခိုင်းထားနေစောင့်နေတာပေါ့နော်အဲ့တော့ဘာလဲဆိုတော့ဒီတခါပြောမှာကဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်ဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးဆိုတော့ကျွန်တော်တို့တွေလည်းအမြဲတမ်းတော့အမှန်မရှိပါဘူးတခါတလေမှာကျွန်တော်တို့ဒီမီယိုဖလာအရာရွတ်ဆိုနေကြတဲ့အတန်တွေတွေကျွန်တော်တို့မှာအများကြီးကြံပါသေးတယ်အဲ့ထဲမှာပေါ့နော်ကျွန်တော်မှတ်မှတ်ရရတစ်ခုပေါ့လောလောဆယ်တော့တစ်ခုပေါ့နော်နောက်ဒီပြင်နောက်ပိုင်းနေမှာဒီပြင်ဟာတွေဆက်ပြောအောင်ပါပေါ့နော်အဲ့တော့ဘာလဲဆိုတော့နမောတတဖျားရှိခိုးကိုရွတ်ဆိုတဲ့အခါမှာတခါအာရပါရနဲ့မှားနေတဲ့ဆိုနီးတွေရှိရပါတော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့နမောတတဖျားရှိခိုးဆိုတဲ့အခါနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအဲ့လိုမျိုးဆိုကြတာပါနော်အဲ့ဒီမှာကျန်တဲ့ဟာတွေကတော့နားထောင်ရတာဒီလောက်နားတဲမှာထော်လော်ကန့်လိုက်မဖြစ်စေဘူးပေါ့နော်တိတ်မတိတာဘူးတိတိတသာထော်လော်ကန့်လိုက်ဖြစ်စေတဲ့အမှားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓတ္တကိုဆိုတာကိုကျွန်တော်ကြုံမှုတယ်အာရပါရနဲ့လူပရိသတ်အများကြီးကြားထဲမှာသူ့အတန်ကြီးကထောင်တက်လာပြီးတော့ဆိုသွားတဲ့အတန်ခဏလေးလောက်စဉ်းစားကြည့်လိုက်သမ္မာသမ္ဗုဒ္ဓတ္တမို့သူဆိုတာတန်ပန်သမ္ဗုဒ္ဓတ္တလှောင်တာလည်းမဟုတ်ပြောင်းတာလည်းမဟုတ်ပါဘူးအဲ့ဒီသူကိုလည်းကျွန်တော်ပြင်မပေးဖြစ်ခဲ့ဘူးပေါ့နော်မနေ့ကတော့ပြင်ပေးရမှာပေါ့နော်ကျွန်တော်တို့တွေအဲ့တော့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအဲ့လိုယောဂမှာပေါ့နော်နမောတခါလေးကျတော့တချို့တွေကဘယ်မှာမှားတယ်လဲဆိုရင်နမောတတ္တကိုနမောဓတ္တဆိုပြီးတော့မှားတတ်တဲ့သူတွေလည်းရှိပါတယ်ဒါများသောအားဖြင့်မှားတတ်တဲ့နေရာတွေပေါ့နော်နမောဓတ္တဆိုပြီးမှားတတ်တဲ့လူတွေရှိတယ်အဲ့ဒါနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအဲ့တော့တံဗံတံဗုဒ္ဓတ္တလို့ရွတ်ဆိုတဲ့သူတွေနမောဓတ္တလို့ရွတ်ဆိုတဲ့သူတွေမြန်နောက်ကြုံရမယ်ဆိုလို့ရှိရင်နော်နှစ်ယောက်ချင်းနှစ်ကိုယ်ကြားခေါ်ပြီးတော့အားလုံးပဲပြုရင်ပေးကြပါစို့လို့တိုက်တွန်းရင်းနဲ့